ပရိသတ်များလုံးပဲမင်္ဂလာပါရှင်ဒိုတိုကိုစီစီကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ညီမကတော့ဒိုတိုကိုရဲ့တင်ဆက်သူစုစုပဲဖြစ်ပါတယ်ရှင်စုစုဒီနေ့ကဒီလှည့်ရန်အကြောင်းရှိမှတ်တိုင်အောင်ရောက်နေတာပါဒီနေ့ဒိုတိုကိုရဲ့အစီအစဉ်ကကြတော့ဒီလှည့်ရန်မှာလှည့်ရန်နဲ့မတူတဲ့လှည့်ရန်ကနေရာလေးတွေကိုရှာဖွေသွားလာမှာဖြစ်တဲ့အတွက်ကြောင့်ပရိသတ်များအားလုံးပဲစုစုနဲ့တူလက်ခဲကိုဖိတ်ခေါ်ပါရနော်ဟုတ်ဘယ်ဒီဘယ်လောက်လဲတော့ဘယ်ဒီသုံးတော့တမတစ်ခွက်လောက်ပဲဟုတ်ဘိုင်တီးရမယ် green tea ရမယ် green tea ဘယ်ဒီဝယ်တောင်းနေရပါတို့လို့ရင်ခရီးဆောင်တစ်ခုရှိတင်တယ်လို့ထင်နေပေါ့နော်ဒါကြောင့်မို့လို့ဒီနေ့ဆက်ဆက်ခရီးစဉ်ကိုအင်းရကန်ပေါင်မှာအဆုံးသတ်မှာဖြစ်ပါတယ်အင်းရကန်ပေါင်ကိုတက်စီလည်းမငါဘူးဘတ်စကားလည်းမစီးပဲနဲ့ကိုချရောက်ကိုတုံးပြီးတော့လှဲရမှာလှည့်ပတ်ကြည့်ရင်လမ်းကြိုလမ်းချက်ကနေဖြတ်သွားမှာဖြစ်ပါတယ်ဒီမော်ရင်ကဆိုင်က1982ခုနှစ်ကတည်းကဖွင့်ခဲ့တာစကားကြီးရွာကလာတဲ့ပဲကြော်နဲ့ရောင်းရင်းနဲ့စကားကြီးမော်ရင်ကဆိုပြီးဖြစ်လာတယ်ခုကတော့သူတို့ဒီလှဲရန်ဆိုတဲ့လမ်းကြားလေးတွေရောက်လာဖြစ်ပါတယ်လမ်းကြားလေးတွေရှောက်သွားနေဒီမှာဘာရှိလဲဆိုတော့လက်ကြည့်လိုက်တော့ရဆိုင်လေးတွေ့ရဆိုင်ရတော့အများကြီးပဲအခုလမ်းမြင်နေရတာကတော့လှဲရန်ဈေးပဲဖြစ်ပါတယ်လှဲရန်ဆိုရင်ပုံမှန်ဈေးရှိလှဲရန်လမ်းကပဲဖြတ်သွားပြက်လာလုပ်ဖြစ်ကြတာပေါ့နော်အဲ့ဒါကြောင့်မလို့ဒီဈေးနောက်ချမ်းလမ်းတွေရဲမှာဘာတွေရှိလဲဆိုတာကိုစွစွနဲ့လှည့်ပတ်သွားကြည့်ကြမယ်နော်လှဲရန်ဈေးကလွန်ခဲ့တဲ့နှစ်ပေါင်း90နီးပါးကလေးကရှိခဲ့တာ1989ခုနှစ်မှာမီးလောင်လို့ပြန်ဆောင်ရင်းနဲ့အခုမြင်နေရတဲ့နှစ်ထပ်အဆောက်အုံဖြစ်ခဲ့တာအခုစွစွတို့ရောက်နေတာကဈေးရဲ့အပြင်လမ်းဒီမှာကတော့ပြန်ကျဈေးတွေနဲ့ပိုးစီတယ်ဒီဘက်မှာဆိုလို့ရှိရင်လူငယ်တွေပေါ်တော့လူမျိုးအင်ကြီး fashion ဆိုင်တွေလူငယ်အကြိုင်မုတ်ဆိုင်တွေရောအင်ကြီးဆိုင်တွေရောအဆုံးရှိတယ်ဒါတော့ဘိုးရှိမှာဘယ်ရောက်ပြီလဲသူကညနေပိုင်းရောက်လေပိုရှုပ်တယ်လို့ပဲနော်ဒီလဲစေးဒီအနောက်ဘက်ဝင်သွားပြီဆိုလို့ရှိရင်ဒါလူငယ်တွေအကြိုက်ပေါ့နော်လောကဒီမှာ fashion design အစုံရောင်းတဲ့ဆိုင်တွေအများကြီးရှိပါတယ်ဟိုဘက်ပေးဘယ်ညာနှစ်ဖက်စလုံးမှာအင်ကြီးဆိုင်တွေပဲရှေ့ဆက်လာကြည့်မယ်အိုးရှင်မအများကြီးဝင်ဆက်လာလေးတွေ့လားချစ်စရာလေးဦးထွန်းလင်းချန်လန်းဆိုတာကပညာရေးနဲ့ပတ်သက်တဲ့သင်တန်းတွေရှိရဲလို့နာမည်ကြီးရပါတော့သင်တန်းတွေအများကြီးရှိရဆိုတော့လူငယ်တွေနဲ့ဆိုင်တွေနဲ့စီကားနေကြနေတာဖြစ်ပါတယ်ဒီလိုမျိုးလဲရမှာနာမည်ကြီးတဲ့ဦးထွန်းလင်းချန်လန်းဆိုရင်အရင်တော့ကချန်အကျယ်ကြီးပေါ့နော်ဟိုရေးလိုက်အခုလှဲရောက်နေပြီဆိုတော့ကွတ်တီကတော့မဖြစ်မနေတော့ဆက်မှာဖြစ်မယ်နော်ဒီလမ်းကြားထဲမှာအရန်ကောင်းတဲ့ကွတ်တီကိုဆိုင်စုတွေ့ထားလိုက်ခဲ့နော်ဟိုးရှင်မှာထူးတွေ့လားအဲ့ဆိုင်တော့အမှတဆာညီမလေးအမောက်လေးကွတ်တီကိုတော့ပဲလားအတုတ်တည်လားအဆက်လျှော့မယ်နော်
ပြီးတော့ကြောက်ပေါင်းတစ်ပွဲနော်နှစ်ပွဲပါလားအခုကတော့အရန်ကြိုက်တယ်လေတဲ့ငါ2 grade ကိုဆောင်ရောက်နေဖြစ်ပါတယ်စုစုကဒီ grade ကိုအတော့ပြီးအရေးရောဒီကြောက်ပေါင်းမှာထားရပါတော့အခုတော့ရောက်ပါပြီစားလိုက်ပါဦးမယ်စုကဒီမှာကွက်တီကိုတော့ဝယ်မှာစားပေါ့ဒါမဲ့ဒီဆန်ဦးလေးရာစုတို့အတွက်ဒီတင်မော်တီယာကိုလည်းလက်ဆောင်လေးလာချပေးပါရယ်ဒါလည်းမြည်ကြည့်လိုက်စားကြည့်လိုက်အောင်မလို့နေသေးဘူးဒါမဲ့စုကအစားရတင်မော်တီယာကိုကြိုက်တယ်ဟုတ်မယ်ကျေးဇူးများတင်ပါတယ်ဦးလေးကောင်းဒီတက်စားပါအောင်ညဘူးလေးတယ်လို့ဒါကြည့်တာဒါလေးရကြောက်ပါလို့ခေါ်ပါရဲ့လေအဲ့ဆိုသမီးပြန်တော့မယ်ကျေးဇူးအများကြီးတင်ပါတယ်စားလို့လည်းရန်ကောင်းတယ်တမတီတောင်းကြီးနောက်သမီးအမြဲလာစားမှာဟုတ်ကဲ့ကျေးဇူးအများကြီးတင်ပါတယ်ဟုတ်ကဲ့လဲတဲ့မီးပွိုင်းကကာလန်အရန်ပိတ်တယ်ကားစီးရင်အရန်ကြာတယ်လို့လည်းနာမည်ကြီးတယ်သူကလမ်း9ခုစုံတဲ့နေရာဆိုတော့ပိုးကြာတယ်လေအခုကတော့ဂုံးကြော်တရားစောက်လိုက်လို့ဒါနည်းနည်းတော့ခြောင်သွားတာမီးပွိုင်းမတိုင်ရင်အရင်တော့ကဒီမီးပွိုင်းနေရာမှာအဝိုင်းရှိရတာအခုလဲစင်တာစောက်ထားတဲ့နေရာမှာလည်းအရင်တော့ကတော့ဂိုးရှိုးကုံတိုင်းရှိခဲ့တာအရင်တော့ကဒီလောက်တော့မစီပေမဲ့လှဲတန်းကလမ်းဆောင်ဖြစ်ခဲ့တာဒီရွှေတကုံဖျားကိုတွားမဲ့လှဲတန်းတွေကဒီနေရာကနေဖြတ်သွားတယ်လှဲသမားတွေနေရာများလို့လှဲတန်းလို့ခေါ်တာပါအခုတော့လူရှုပ်ကားရှုပ်နဲ့ရန်ကုန်မြို့ရဲ့အစီကားဆုံးနေရာတွေကတစ်ခုဖြစ်လာပြီအခုဖျောင်းနေရကတော့လူငယ်တွေကြိုက်ဆုံးလှဲတဲ့မုတ်စီတန်းဖြစ်ပါတယ်စွတ်စွတ်လည်းဒီမြောက်အရန်ကြိုက်တယ်ခဏခဏလည်းလာဒီဘက်မှာကြာတော့လုံးဝမုတ်တွေအတင်စားအဆုံရှိတယ်အကင်လေးထောင်းနေရေခဲမုတ်တွေအကျော်အလော်တွေကြောက်ပေါင်းတွေဝဲလုံးနဲ့ဆုံရပါတယ်အခုကစွတ်စွတ်ကဒီလမ်းလေးကိုသွားမယ်လက်ကြည့်အောင်ဒီဘက်ကျတော့လုံးဝအေးချမ်းတာရတဲ့ vibe လေးခံစားရတယ်။နေရာလည်းဝင်သွားပြီဆိုတော့ဒီထဲမှာတိတ်ဆိတ်ပြီးတော့လုံးဝအေးချမ်းလေးရှောက်တာကြည့်လိုက်မှနော်ရှင်းမှာပါရှိတယ်။အော်ဒီမှာလမ်းကြားလေးတစ်ခုတွေ့ထားရင်ချစ်စရာလေးတယောက်စာပဲရှိရဝင်ကြည့်လိုက်ပါ။ဟိုးဝါဒီနေရာကျတော့အလဲနဲ့တိတ်မတူတော့ဘူးအေးစေးတိတ်စိတ်သွားတော့လှဲမှာဒီလိုမျိုးတိတ်စိတ်စိတ်နဲ့လမ်းချင်းလေးတွေရှိရလို့မထင်ရအောင်နော်လမ်းတူဖြတ်လမ်းလေးတွေလည်းရှိသေးတယ်အခုစစကဒီခိုင်ရွှေဝါလမ်းကနေရန်ကုန်အင်းစိန်လမ်းဘက်ကိုပြန်ထွက်မှာပေါ့နော်ခုလို့ရှိရင်ဒီဘုံတရားပေါ်နေကြော်ပြီးသွားကြမလို့ဒီကနေခုလို့တက်ရောက်တယ်သွားမယ်အသေးဟိမို့ပေါ့နောက်တလားဝီးတော့လဲရန်ကကမာရုံမြို့နယ်ရန်ကုန်အနောက်ပိုင်းခရိုင်ထဲမှာပါတယ်လဲရန်ကို 1PS စီးလာမယ်ဆိုရင်14 21 30 35 39 39 60 90နံပါတ်တွေရောက်ပါတယ်ဟိုးဘက်မှာဆိုရင်ရန်ကုန်တက္ကသိုလ်ဝင်ရှိရောလဲရန်ဆိုရင်လူငယ်တွေစုံတဲ့နေရာပညာရေးနဲ့ပတ်သက်တဲ့တင်တန်းတွေရှိတဲ့နေရာလို့လည်းပြောကြတယ်ဒီနေရာကတော့ရွှေတောင်ကြားနဲ့တူသွားရောစိတ်ညစ်ရက်ကွက်လည်းဖြစ်သွားပြီ။တဲရဲ့ရှုပ်ရက်ခတ်နေတဲ့ပုံစံမျိုးတခြားစီရဲ့
ဆိုတာဟိုးအရင်တော့ကအလျားလိုက်ရှိတဲ့အင်းကြီးရှိလို့အင်းလျားလို့အမိတွင်းရလို့တော့ကြားဘူးတယ်1882နဲ့1883မှာအင်္ဂလိပ်တွေကရေပေးဝေဖို့ပြုတ်ပြင်းရင်းနဲ့ပိုကျဲလာခဲ့တယ်။အင်းရကန်နဲ့ကန်တော်ကြီးကိုလည်းပိုက်တွေနဲ့တည်ထားသေးတယ်။အင်းရကန်ရဲ့တက်တန်းကနှစ်ပေါင်းရာကျော်နေပြီ။ဒီကာလတွေထဲမှာတမိုင်းတွေအများကြီးဖြစ်ခဲ့တယ်။အခုတော့လူတွေအေးချမ်းစွာအနားယူနိုင်တဲ့ရန်ကုန်မြို့ရဲ့အထင်ကရနေရာတစ်ခုဖြစ်လာခဲ့ပါပြီ။ခရီးသွားတယ်ဆိုတာကဝေးလန်လန်သွားတာမျိုးမဟုတ်ဘဲနဲ့ကိုယ်ပံဝန်းကျင်မှာရှိတဲ့နေရာတွေကိုခရီးစဉ်လေးတစ်ခုရေးဆွဲပြီးတော့မတူညီတဲ့ပုံစံမျိုးနဲ့လည်းသွားလာလို့ရပါတယ်။ဒီနေ့စုစုရဲ့ဒီလှည့်ရန်ခရီးစဉ်လေးကတော့အောင်မြင်စွာပြီးဆုံးခဲ့ပါပြီ။အခုကစုစုကဒီအင်းရကန်တွေမျိုးကြည့်ပြီးတော့အနားယူလိုက်ပါအောင်ရှင်။ဒီစီစဉ်ကိုအစအဆုံးနေကြည့်ပေးပြီးစုစုနဲ့အတူတူရန်ကုန်မြို့ရေရခရီးစဉ်တွေကိုလိုက်ပါပေးခဲ့ကြတဲ့ပြည်သက်တယောက်ချင်းတွေလည်းကျေးဇူးထူးတင်ရှိပါတယ်ရှင်။နောက်မှပြန်ဆုံကြမယ်နော်။အားလုံးပဲတတား